မင်္ဂလာပါမာဆာများအောင်ဂျင်ကစားတဲ့သူတွေကနားရက်တကယ်လိုအပ်ပါသလားဘာကြောင့်နားဖို့လိုအပ်တာလဲမာဆယ်တွေကိုအနားမပေးလို့ရှိရင်အဆိုးရောဆုံးဘာတွေဖြစ်လာနိုင်တယ်လဲဆိုတာ ਨੇ နားတဲ့အချိန်မှာဘယ်လိုမျိုးအားကစားတွေကစားလို့ရတယ်လဲဆိုတာကိုတိလို့သူတွေအတွက်ဘ ഹു တုတအဖြစ်မျှဝေပေးခြင်းဖြစ်ပါတယ်မာဆယ်များဖို့အတွက် workout ကိုစနစ်တကျကစားဖို့လိုအပ်တယ်လို့ပဲမာဆယ်တွေကိုစနစ်တကျအနားပေးဖို့ရက်တွေလေးလိုအပ်ပါတယ်ခင်ဗျမာဆယ်တွေကိုအနားပေးရတာဘာကြောင့်လဲဆိုတဲ့အဓိကအချက်လေးချက်တစ်ကြွက်သားပြန်လေဒီဆောက်ခြင်း muscle recovery ဂျင်မှာအလေးမှားလိုက်တဲ့အချိန်မှာကြွက်သားအမြင်လေးတွေမှာသေးငယ်တဲ့ဒဏ်ရာ micro tears လေးတွေဖြစ်လာနိုင်ပါတယ် muscle ကရထားတဲ့ဒဏ်ရာကိုပြန်လေပြုတ်ပြင်ပြီးမှပုံမအားကောင်းတဲ့ကြွက်သားကိုပြန်လေတည်ဆောက်တာပါအားကစား workout လုပ်တဲ့အချိန်မှာကြွက်သားကြီးတာမဟုတ်ပါဘူးအနားပေးတဲ့အချိန်မှာမှကြွက်သားကြီးလာတာပါဒဏ်ရာဟောင်းတွေကိုအနားမပေးလို့ရှိရင်ဒဏ်ရာဟောင်းပေါ်မှာဒဏ်ရာတစ်တွေထက်ကတလေးလေးဖြစ်လာပြီးတော့နောက်ဆုံးကြွက်သားတွေကဖွံ့ဖြိုးမှုနှေးကွေးသွားနိုင်ပါတယ်နံပါတ်2အလုံးအကျွံကစားမင်းချင်းကိုကာကွယ်ခြင်း preventing overtraining မာဆယ်ကြွက်သားတွေကိုအနားမပေးဘဲနဲ့ဇက်တိုက်ကစားလို့ရှိရင် overtraining syndrome ဖြစ်လာနိုင်ပါတယ်ဥပမာစက်ယုံတစ်စုံကို24နာရီလုံးနားရဲမရှိဘဲနဲ့လေပက်ခိုင်းတယ်လို့ပါပဲမာဆယ်တွေကိုအနားမပေးဘဲနဲ့ရက်ဆက်လုံးဝကစားမယ်ဆိုလို့ရှိရင်ဖြစ်လာနိုင်တဲ့လက္ခဏာတွေကအမြဲတမ်းနှုံးနေမယ်အိတ်မပျော်တဲ့ဟာတွေဖြစ်လာမယ်စိတ်မပျော်တဲ့ဟာတွေဖြစ်လာမယ်စိတ်တူလာမယ်ခုခံအားတွေကျဆင်းလာပြီးတော့ဖျားတွေနားတွေချင်းတွေဖြစ်လာနိုင်ပါတယ်ခင်ဗျဒဏ်ရာရနိုင်ခြေကို short ချခြင်း injury prevention အနားမရတဲ့ muscle ပင်မာနေတဲ့ muscle ကစားတဲ့ပုံစံနီးစနစ်တစ်ခုကိုမှန်ကန်အောင်ထိန်းထားဖို့အရန်ခက်ခဲပါတယ်အစစ်အမြစ်တွေအယိုးနုတွေအရွက်တွေက muscle ထက်ပြန်လေပြုတ်ပြင်ဖို့အချိန်ပိုပြီးတော့လိုအပ်ပါတယ်မာဆယ်ကိုအနားမပေးရင်နောက်ဆုံးအရွက်ရောင်တာတို့အယိုးနုအပ်တာတို့ဖြစ်သွားလာနိုင်တဲ့အတွက်အနားပေးရက်ကလုံးဝအရေးကြီးပါတယ်ခင်ဗျချက်မြောက်ကစိတ်ပိုင်းဆိုင်ရာလမ်းဆန်းမှု mental health ဖြစ်ပါတယ်ဂျင်ကိုနေ့စဉ်သွားနေရမယ်ဆိုလို့ရှိရင်ရေရှည်မှာစိတ်ဖိစီးမှုတစ်ခုဖြစ်လာနိုင်ပါတယ်ဂျင်နားရက်ရတဲ့အချိန်မှာဂျင်ကိုသွားဖို့စိတ် motivationဖြစ်လာနိုင်တယ်လို့စိတ်အတွက်အပန်းဖြေအနားယူစရာရက်ကလေးဖြစ်လာနိုင်ပါတယ်အရေးကြီးဆုံးနောက်ဆုံးတစ်ချက်ကဂျင်နားရက်ဆိုတဲ့နေရာမှာတနေကုန်အိပ်ရာပေါ်မှာအိပ်ခိုင်းတာမဟုတ်ပါဘူး active recovery လို့ခေါ်တဲ့လမ်းလျှောက်တာတို့ရေကူးတာတို့ချွေးထုတ်ခန့်ဝင်တာတို့ယောဂဆော့တာတို့ stretching လုပ်တာတို့စသဖြင့်ပေါ့ပအားကစားလှုပ်ရှားမှုတွေကဂျင်နားရက်တွေမှာလှုပ်ပေးလို့ရပါတယ်အဲ့ဒါကို active recovery လို့ခေါ်ပါတယ်အဓိကအရေးကြီးဆုံးကတော့ listen to your body ပါမိမိခန္ဓာကိုယ်ကိုနားထောင်ပေးပါခန္ဓာကိုယ်ကအနားတောင်းပြီဆိုလို့ရှိရင်တော့မဖြစ်မနေလုံးဝအနားပေးဖို့လိုအပ်ပါတယ်ဆိုတာကိုသိလို့သူတွေအတွက်ဘ ഹു တုထအဖြစ်မျှဝေပေးခြင်းဖြစ်ပါတယ်အသုံးဝင်တဲ့ဆိုလို့ရှိရင် comment ရေးပေးလို့ရတယ်လို့ပဲ like and share ထပ်လုပ်ပေးမယ်ဆိုလို့ရှိရင်လေကျေးဇူးတင်ပါတယ် subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်လေ subscribe လုပ်ပြီးတော့အားပေးလို့ရပါတယ် thank you for watching Fitness Nation ပါ cheers